ခြားလူတစ်ယောက်ရဲ့အချစ်ဟာအနဲ့အရသာနဲ့ပြည့်စုံပြီးသားအယောင်အစင်လှပပြီးသားကိတ်မုတ်လေးပေါ်က cherry သီးလေးတစ်လုံးလိုပဲဖြစ်ရမယ်။ဒီစကားလေးကိုလက်ခံတဲ့သူရှိသလိုမမှန်ဘူးလို့ခံစားရတဲ့သူတွေလည်းရှိပါလိမ့်မယ်။ဒါပေမဲ့ကိုချစ်တဲ့သူကိုစိတ်တန်ရာတွေမရစေချင်တဲ့သူတွေကတော့ဒီစကားလေးကိုသဘောကျလိမ့်မယ်လို့ထင်ပါတယ်။အနဲ့အရသာပြည့်စုံနေပြီးသားကိတ်မုတ်ကိုဘဝအနေနဲ့စဉ်းစားကြည့်ရင်အခြားသူရဲ့အချစ်က cherry တီးလို့အရသာထပ်ဖြည့်ပေးတာပဲရှိမယ်။သူမရှိလေကိုဘဝကပြည့်စုံနေပြီးသားဖြစ်နေပါတယ်။ဒီစကားကိုကျွန်တော်အရန်သဘောကျပါတယ်။ကိုယ်တိုင်ကသူများကိုမချစ်ခင်ကိုချစ်ပေးရမယ်။အပြည့်အဝချစ်ပေးနိုင်ရမယ်။ကိုအချစ်နဲ့တင်ကိုကပြည့်စုံနေရမယ်။ဒါမှတခြားသူကိုဘဝထဲဝင်လာတဲ့အခါသူ့ကိုလည်းသေချာချစ်ပေးနိုင်မယ်။မချစ်တတ်ရင်မျှဝေပေးခြင်းစိတ်လည်းရှိမှာမဟုတ်ပါဘူး။ကိုအချစ်နဲ့ကိုပြည့်စုံနေသူအတွက်တခြားသူတယောက်ကိုဘဝတွေကထွက်ခွာသွားတဲ့အခါမှာလည်းနာကျင်မှုတွေကိုခံစားရမှာမဟုတ်တော့ပါဘူး။တန်ရောစင်တွေအမှတ်တရတွေကြောင့်တတိယမိနာကျင်ရမိတဲ့အခါမှာတော့ခံစားရမှုကအနည်းဆုံးမှဖြစ်နေပါလိမ့်မယ်။တခြားသူရဲ့အချစ်ဟာကိုဘဝရဲ့ရှိနေတဲ့တန်ဖိုးမှာထပ်ပေါင်းထပ်လိုက်တာမျိုးပဲဖြစ်နေတာကောင်းပါတယ်။ဒီ podcast လေးကကိုချစ်ဖို့မိနေသူတွေအတွက် reminder လေးဖြစ်မယ်လို့မျှော်လင့်ပါတယ်။အားလုံးပဲအေးချမ်းကြပါစေ။